Montgomery famous preachers ဆိုတာ Montgomery E famous preachers ဆိုတော့နာမည်ကျော်ကြတဲ့တရားဟောဆရာတဲ့เนาะ the years 1956 1956ဆိုတဲ့ခုနှစ်ကအဲ့လိုပြောလို့ရတယ်เนาะမဆိုတော့လေ the years 2025 ended เนาะဒါ2025ခုနှစ်ကြီးအဆုံးသတ်သွားတယ်เนาะအဲ့လိုမျိုးပေါ့ဒီမှာတော့2025ခုနှစ်မဟုတ်ဘူးเนาะ1956ခုနှစ် no with the terrible very very bad alone so you are the violence ကိုသိပါရပါအကြမ်းဖက်မှုเนาะ against black in Montgomery ဆိုတော့ Montgomery မြို့မှာတဲ့လူမဲတွေကိုစန့်ကျင်ပြီးတော့မှအကြမ်းဖက်မှုတွေနဲ့ပြီးဆုံးသွားတယ်เนาะဒါလူယူတွေလူမဲတွေပေါ့เนาะ the KK was shooting at Buzzard အဲ့မှာ Buff က was shooting ပဲเนาะဒါတော့ bus continuing turns နေရတယ်เนาะ and a banning crosses အဲ့မှာဆိုရှေ့က was နဲ့ပြန်တွဲမယ်เนาะအဲ့တော့ KKK အဖွဲ့အစည်းကသူကလူတွေကတော့အများကြီးပဲအဖွဲ့အစည်းအနေနဲ့တော့ဆိုတော့ဘာပဲတော့ရတော့အနေကိန်းနဲ့ပဲတော့ရတယ်เนาะ KKK အဖွဲ့အစည်းရတယ် banning crosses ဆိုတော့ဖြတ်သွားဖြတ်လာအစာအုပ်တွေเนาะပြီးတော့ပစ္စည်းတွေအဲ့ဒါတွေပြောတာเนาะဆရာကမနေ့ကပြောမျိုးဘေးတွေတွေ့ရင်ဘေးတွေမီးရှို့သွားတယ်ကွန်းဆိုင်တွေ့ရင်ကွန်းဆိုင်မီးရှို့သွားတယ်အယုတ်ဆိုင်တွေ့ရင်အယုတ်ဆိုင်မီးရှို့သွားတယ်เนาะအဲ့မှာတို့တွေပါတယ်ဟိုမှာတီမာတို့ဘာလို့ရောင်းနေဆိုင်တွေ့ရင်တီမာတို့ဘာလို့ရောင်းနေဆိုင်မီးရှို့သွားတယ်စပင်းရက်ဆိုင်တွေ့ရင်စပင်းရက်ဆိုင်မီးရှို့သွားတယ်တင်နန်းတွေ့ရင် speaking တင်နန်းတွေ့ရင် speaking တင်နန်းမီးရှို့ဒီနာဘာမှမကြံတော့အဲ့တော့ on January 10 1957 အဲ့တော့1959ခုနှစ်January 10 ရက်နေ့မှာတော့ Vanity houses and church were bombed ချက်ကြောင်းနဲ့ Vanity ရဲ့ချက်ကြောင်းနဲ့အိမ်ကိုဘာလို့တော့ဘုံခွဲတိုက်ခိုက်ခဲ့သူက passive voice နဲ့သုံးတာပေါ့เนาะအဲ့ဒီအိမ်ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်အိမ်နဲ့ချက်ကြောင်းကိုပေါ့ other churches were bombed too အခြားချက်ကြောင်းတွေလာပြီးတော့ဘုံခွဲတာပဲเนาะအဲ့တော့အဲ့1959ခုနှစ်လောက်ကပဲတော့မြန်မာနိုင်ငံနဲ့ဆရာတို့ဒီဘာနဲ့တွားပြီးတော့ရှင်တွဲကြည့်မယ်ဆိုရင်အမေရိကန်နဲ့တွားကြည့်ဘယ်နိုင်ငံပူအေဂျင့်လိမ့်မယ်တဲ့တော့ဟေးเนาะအဲ့ထားလိုက်တော့เนาะငါပြောတာမဟုတ်ဘူးဆက်ကြည့်အောင် when the king and Vanity visited them အဲ့တော့ king and Vanity ကအဲ့ချက်ကြောင်းနေပြီးတော့အဲ့ dam ဆိုတာဆို charges တွေကိုပြောတာเนาะချက်ကြောင်းတွေကိုတွားပြီးတော့မှတွားခဲ့တဲ့ခါပေါ့ဒီမှာတော့လေတယ်လို့တော့ဘာသာမပြန်နဲ့ပေါ့ကွာဥမာဆေးရုံသွားတယ်เนาะဆေးရုံကလူနာသွားတွေ့တယ်ဆိုလို့ရှိရင်အဲ့မှာ visit နဲ့ပဲသွားရတာเนาะအဲ့မှာ visit the doctor ဆရာဝန်သွားတွေ့တယ်လေ visit နဲ့သွားရတာ now they felt sick ဒီမှာတော့ sick ကဆရာတို့တွေကဖျားနာတာကိုပြောတာမဟုတ်ဘူးစိတ်ထဲမှာစိတ်နှလုံးမသက်တာပေါ့เนาะအဲ့လိုမျိုးဖြစ်တာအဲ့ဒါကို sick ပဲနောက်တစ်ခုကဆရာတို့က on နှလုံးနာတာတို့ ugly ဆန်တာတို့ no စိတ်ထဲမှာအဲ့လိုမျိုးဖြစ်တာလေအဲ့ဒါ sick နဲ့ပဲသုံးတာ sick ကတော့အများကြီးပဲเนาะမ home sick ဆိုရင်အိမ်လွမ်းတာကိုပြောတာ sea sick ဆိုရင်လှိုင်းမူးတာကိုပြောတာပေါ့เนาะ morning sick ဆိုရင်အရက်နာကြတာတို့ဘာလို့เนาะအဲ့တော့ they could not believe their eyes သူတို့မျိုးလုံးတွေတော့သူတို့မယုံဘူးတဲ့เนาะ was I wrong ငါများမှားသွားသလားတဲ့เนาะ king asked himself king ကသူ့ကိုသူမေးခဲ့တယ် on king's 28 birthday တော့သူရဲ့28နှစ်မွေးနေ့မှာတဲ့เนาะ the worry weighted heavy on his heart တော့ဟလာတကယ်ကိုเนาะဒီဆိုရင်တော့ကတွေကသူ့ရဲ့စိတ်ကိုသူ့ရဲ့စိတ်နှလုံးကိုလေးပင်စေခဲ့တယ်အဲ့မှာ weight ကို bad နဲ့တော့ weight เนาะ he crying အဲ့မှာ crying ကဆိုတော့အော်ပြောတာတရားနဲ့ငိုတယ်မလုံးနဲ့တော့เนาะယောက်ျားကြီးချက်မှာเนาะhe spoke to the people in his church သူ့ရဲ့ဒီဟလာချက်ကြောင်းမှာရှိတဲ့သူတွေရဲ့ရှေ့မှာစကားပြောချင်မှာသူအဲ့လိုမျိုးပြောတာပေါ့เนาะ if someone must die တကယ်လို့တစုံတစ်ယောက်များသေရမယ်ဆိုလို့ရှင်I will die ငါသေပြီမယ်เนาะ he said sadly တော့သူကြည်ကိုနဲ့ပြောတာပေါ့เนาะဝမ်းနဲ့เนาะဝမ်းနဲ့ဆိုတာကြည်ကွဲဆိုတာပြောတယ် later အဲ့နောက်မှာပဲ he spoke about that day in church အဲ့မှာသူကဒီချက်ကြောင်းထဲမှာအဲ့နေ့မှာသူပြောတယ် after that ကဒါပြီးတဲ့နောက်တော့ I did not fear that တေးမှလည်းငါမကြောက်တော့ဘူးလေเนาะသူကပြောခဲ့ပါတယ် after the Montgomery boycott အဲ့တော့ Montgomery ရဲ့ဒီလူထုလှုပ်ရှားမှုပြီးတဲ့နောက်မှာအဲ့မှာဆရာတို့ Afra က preposition နေနဲ့သုံးလာတာเนาะ King was asked to give speeches all over the country အဲ့မှာ verb က was asked သူကိုတောင်းဆိုကြတယ်ပေါ့เนาะအဲ့တော့ passive voice နေရတာเนาะ
သူကတောင်းဆိုခြင်းခံရတယ်လို့ဘာသာပြန်မယ်ဆိုတော့သူ့ကိုတောင်းဆိုကြတယ်တဲ့နော်နိုင်ငံနဲ့များဘာဖြစ်တော့မိကုန်းနေပြောဖို့တွေ့တယ် he was offered good jobs I'm above က was offered နော်အလုပ်ကောင်းတွေလည်းသူ့ကိုကန်လန်းကြတယ်နော်သူကန်လန်းခြင်းခံရတယ်ဆိုတော့ passive voice ပဲနော် passive voice person နေရ but can stay at the Dental Avenue Bob takes charge သူအဲ့ချက်ကြောင်းမှာပဲနော် Dental Avenue ကို Bob takes ချက်ကြောင်းမှာပဲသူနေခဲ့တယ်ပြီးတော့ lat ကပဲလား lead ကနေလာတာเนาะ noun ဆိုလို့ရှိရင် leader ဖြစ်သွားမယ်เนาะအဲ့တော့သူကဥဆောင်ခဲ့ပါတယ်တဲ့ the MIA ကိုဥဆောင်တယ်เนาะ MIA ဆိုတော့ဗောတော့အဲ Montgomery ကဆိုတော့ချက်ကြောင်းကဒီတရားဆရာတွေပေါင်းပြီးဖွဲ့ထားတဲ့ပွဲစီเนาะမနေ့ကလည်းပြောပြီး MIA ဆိုတော့မြန်မာ airline နဲ့မှာဆိုလို့မြန်မာ international airline မဟုတ်ဘူးเนาะအဲဆက်ကြည့်အောင် he was ready to begin အဲ့မှာ buff က to begin ကဘာဖြစ်တော့to infinitive ဘိုးရဲ့နေပါသားပြ buff ကဘာတော့ was back เนาะစတင်ဖို့တော့ဘာဖြစ်တော့အသင်းဖြစ်နေပြီเนาะ his next fight နောက်တစ်ချိန်တိုက်ပွဲဝင်မှုအတွက် he wanted voting right for all African American adult အဲ့တော့ African American အရွယ်ရောက်ပြီးသားသူတွေအားလုံးတွေ့တယ်เนาะမဲပေးခွင့်ကိုသူလိုချင်တယ်တဲ့ကဲဟုတ်ပြီเนาะOn March 3 though, March 3 ရက်နေ့1958ခုနှစ်မှာ King and his wife flew to Ghana. အဲ့တော့ Ghana ကိုသူတို့ရပြီးတော့လေယာဉ်နဲ့သွားခဲ့တယ်။တော့ကြောင့်နေ flying flown ဆိုတော့လေမြတ်နှစ်ယောက်လုံးမိုးပြန်သွားတာမဟုတ်ဘူးเนาะ Superman ထင်နေအောင်เนาะ။အဲ့တော့ West Africa ဆိုတာဆရာတို့ Africa ရဲ့ဘယ်ဘက်ပိုင်းမှာရှိတော့အနောက်ဘက် West ကနောက်ဘက်เนาะ။အဲ့ Ghana was not free from British rule. အဲ့မှာဆို West က perfect เนาะအခုသူတို့ကပြောအဲ British ဒီဥရေတွေအောက်ကနေလွတ်သွားပြီเนาะ the news leader invited King to visit အဲ့တော့သူတို့ရဲ့ခေါင်းဆောင်တွေကဘာလဲ King ကိုလာပြီးတော့လာလေဖို့အတွက်ဖိတ်ခေါ်ခဲ့တယ် a visit of offer เนาะ it was the King's first visit to Africa အဲ့မှာ buff က was ပဲဒါက King ရဲ့ပထမအဆုံးသောလေပတ်မှုဖြစ်တယ် Africa ကိုand ပြီးတော့ he learned a lot from itသူအဲ့ဒီကနေပြီးတော့အများကြီးသင်ယူရတယ်เนาะဒီမှာဆရာစကားနည်းနည်းဖြတ်ပြောအောင်အဲ့တော့ခင်းတို့ရဲ့သူတို့ရဲ့မိသားစုတွေမျိုးနွယ်တွေဘယ်လာအာဖရိကကနေလာအာဖရိကနေပြီးတော့မှအမေရိကန်မှာနေပြီးတော့မှသူတို့ကပွေးပလာကြီးလာတယ်မွေးလာတယ်ပေါ့ဒါပေမဲ့သူတို့အာဖရိကတခါမှမရောက်ဘူးမြန်မာနိုင်ငံမှာအဲ့လိုမျိုးလူမြန်မာလူမျိုးတွေမှာအဲ့လိုမျိုးတွေရှိပါအထိုင်းမှာအများကြီးပဲအဖေဘမเนาะအမေကင်ရင်တို့ဒါမှမဟုတ်အဖေကင်ရင်အမေကင်ရင်တို့အဲ့လိုမွေးတဲ့ကလေးတွေပါပြီတော့မြန်မာနိုင်ငံကိုမရောက်ဘူးတဲ့ကလေးတွေအများကြီးရှိတယ်အခုဆိုဆရာတို့အသက်20ကျော်လို့18တို့တောင်းနေပဲတက်နေကလေးရှိတယ်ဗျเนาะအဲ့လိုမျိုးတွေဖြစ်တယ်ခေထားလိုက်ပါတော့ဒါသိအောင်ပြောပြပထမဆုံးသင်ရောက်ဘူးတာပဲတဲ့เนาะပြီးတော့ he learned a lot from it သူအဲ့ဒီကနေအများကြီးသင်ယူခဲ့တယ် now he saw African people ruling their own country I'm a ruling အရှိမရှိ people ကိုသွားတူပြရเนาะAfrican people ကိုသွားတွေ့ပြတယ်သူတို့ရဲ့ကိုယ်ပိုင်တိုင်းမျိုးသူတို့ကိုယ်ပိုင်ပါပြီတော့အုပ်ချုပ်နေတဲ့ African တွေသူတွေ့ခဲ့ရတယ်တော့ he went to Nigeria အဲ့ဒီသူ Nigeria ကိုသွားတယ်အဲ့တော့ Nigeria လည်းပါပြီတော့လူမဲတွေပဲလေနော် and saw the terrible suffering နဲ့အရန်ကိုသူတို့ပါပြီတော့ဒီဝေဒနာတွေဆိုးရွားသောဝေဒနာတွေခံစားနေရတယ်အဲ့တော့ Nigeria တို့ဘာလို့အခုတည်းနေပါပြီတော့ဆရာကူးဆက်ယောဂါတွေအများကြီးရှိတယ်နော်အဲ့တော့ Nigeria ကသူတွေနဲ့ဆရာစကားပြောဘူးတယ်နော်ဘယ်ကနေပြောလဲဆိုတော့ဆရာတို့ဒီမှာဘင်ဂိုလာနော်အဲ့ဒီကနေပြောတယ်နော်နောက်ပြီးဆုံးဆရာစော်ဝဲတွေများလာလို့ပြန်ဖြတ်ပြတယ်ခါကျရင်ပြင်းလို့ရှိရင်အဲ့ဒါလည်းထိုင်ပြီးတော့ပြောနေနော် English speaking practice ပေါ့နော်ကိုက practice လုပ်လို့ရတယ် like ပြောကြည့်နော်မသူတို့လည်းတန်းနိုင်လို့ like ပြောတယ်နော်ကဲဆက်ကြည့်အောင် he became a very interested in Africa အဲ့ Africa ကိုသူပါပြီးတော့အရန်စိတ်ဝင်စားမှုတွေဖြစ်လာခဲ့တယ်အဲ့တော့ became of it เนาะ became ကနေလာ past tense နေရတယ်အဲ့တော့ he felt very close to his African brothers or African ဒီညီနောင်ဘွားတွေနဲ့သူကပြီးတော့အရန်နီးကပ်တယ်လို့သူခံစားခဲ့ရတယ်เนาะပြီးတော့ in their fight for freedom from foreign rule ဆိုတော့ဒါဒီနိုင်ငံသားရဲ့ဟလာဒီဟလာဥပဒေတွေကနေပြီးတော့မှလွတ်လပ်ဖို့အတွက်เนาะတိုက်ပွဲဝင်ခဲ့တဲ့ညီကိုတွေနဲ့သူကအရန်နီးကပ်တယ်လို့ခံစားခဲ့ရပါတယ်တဲ့Back home, in Myanmar, King Wanda's president is in Charles. So King Tamara is in Charles go to Aloshigere to have their blood in the salt. American Tamaima Shire Lumerio Guni Boyan to Tamara go Loshigere. No, Tamara Pisage in a walk.
but the president was not interested တမရပါပြီနော်စိတ်ဝင်စားဘူးအဲ့တော့ King of Virginia ပဲသွားလဲဆို went to the Washington and spoke to Richard Nixon အဲ့တော့ Washington DC ကိုသွားခဲ့ပြီးတော့ Richard Nixon နဲ့စကားသွားပြီးတော့ Richard Nixon ကဘယ်လိုလူမျိုးလဲဆို the closest man to the president နဲ့တွေ့လားတမရနဲ့အနီးကပ်နေတဲ့သူနော်တမရနဲ့အနီးကပ်ဆိုလက်ပွန်းတီးနေတဲ့သူပေါ့နော်သူစီကိုသွားတယ် they wanted him to give a message to Eisenhower အဲ့ Eisenhower ကိုဟာလာသတင်းချက်လက်ကလေးဒီသူတို့ကူညီဖို့အတွက်အကြောင်းအရာလေးအဲ့မှာ message ဆိုတာအချက်လက်အကြောင်းအရာအဲ့လိုပါသားပြန်ပေါ့နော်အဲ့ဒီဘာလို့သူ့နော်ဒီကင်မရာကိုပေးစေချင်တယ်ပေါ့နော်အဲ့တော့ only the president could end segregation အဲ့တော့ဒီမှာတော့ only ကိုဒါလင်းနဲ့ပါသားပြန်နော်တမရဒါလင်းနဲ့ could end ဆိုတော့အဆုံးသတ်နိုင်ခဲ့လိမ့်မယ်တဲ့ခွဲခြားဆက်ဆံမှုတွေကိုဆုံးသတ်နိုင်ခဲ့လိမ့်မယ် they said သူတို့ကပြောတယ် this visit changed nothing အဲ့တော့သူတို့သွားရောက်လေပတ်မှုပါဖြစ်တော့ဘာမှပြောင်းလဲမှုမရှိခဲ့အဲ့တော့တခါကျလို့ဆိုနိုင်ငံကောင်းဆောင်တွေတနိုင်ငံနဲ့သွားတာဘာဖြစ်တော့လေပတ်မှုတီးတန့်မဟုတ်ဘူးဘာတွေပါတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေပါတယ်ဆိုတော့တို့တွေသိဖို့လိုတယ်နော်သူများနိုင်ငံတွေသွားလေပြီးတော့ system တွေဘာမှယူမလာဘူးသူများနိုင်ငံတွေဘယ်လိုတွေလုပ်လဲနော်စင်ကာပူမှာသွားကြံဆိုတော့စင်ကာပူကအခုဒီဘေးကမြောင်းနေမသိလှိုင်းသားရတပည့်လမ်းကနေတူတယ်နော်ခဏလေးသူတို့သွားခဲ့တယ် sorry အဲ့မှာသူတို့တွေပါပြီးတော့သူတို့ရဲ့လေပတ်မှုကအချင်းချင်းဖြစ်သွားတယ် chain nothing school in the southwest stay segregated တူလားတောင်ပိုင်းမှာရှိတဲ့ကျောင်းတွေကဘာဖြစ်နေတော့ခွဲခြားဆက်ဆံမှုတွေရှိနေသေးတယ်တွေ့လားအဲ့မှာ still နဲ့သုံးတယ်နော် where segregated passive voice နဲ့သုံးတယ် still ဆိုတော့ buff ရဲ့အလေထဲမှာထည့်ရေးထားတယ်နော် still ကိုရှိနေသေးတယ်ဒါ ever အနေနဲ့သုံးလာတာနော် segregation had the criminal mind အဲ့တော့ခွဲခြားဆက်ဆံရေးသမားတွေမှာဘာဖြစ်တော့ဆရာတို့ဒီရာဇဝတ်သားတွေရဲ့ဒီစိတ်တွေနော်အဲ့လိုမျိုးတွေသူတို့မှရှိတယ်နော် criminal ဆိုတာကဆိုတော့ရာဇဝတ်သားတွေကိုပြောတာ crime ကြရင် CRIME crime ကြရင်ရာဇဝတ်မှုကိုပြောတာနော်အဲ့တော့ easily broke law အဲ့တော့ဘာလို့လဲဆိုသူတို့တွေကဥပဒေတွေကိုအလွယ်တကူပဲဘာလို့ကြတော့ချိုးဖောက်ကြတယ်တဲ့ okay ကြည့်အဲ့တော့ African American in the South အဲ့တော့ in the South ကရှေ့မှာရှိတဲ့ African American သွားတူတယ် state had no voting right သူတို့မှာမဲပေးခွင့်မရှိသေးဘူးတဲ့နော်အဲ့ဒီမဲပေးခွင့်ကနိုင်ငံရေးကိုအများကြီးပြောင်းလဲလိုက်လို့ရတယ်နော်လွတ်တော်ထဲမှာကိုပေးလိုက်တဲ့မဲကတယောက်ပဲရအောင်အဲ့ဒီတယောက်တကယ်အလုပ်လုပ်လို့ရှိရင်အဲ့ဒီပြည်နယ်တစ်ခုအဲ့ဒီရက်ွက်တစ်ခုကဖြစ်သွားတာကောင်းစားသွားတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့အိမ်ငိုင်းနေရတော့ game 3နေရတော့မလုံးနဲ့ပေါ့နော်ဘယ်နိုင်ငံမှာလဲမသိလောက်တာတွေတွေ့ဘူးတယ်နော်အဲ့ but the king had an idea ဒါပေမဲ့ king မှာပါရှိတော့သူ့မှာ idea တစ်ခုတော့ရှိတယ်နော် he called 115 black leaders to Montgomery on August 7 and 8အဲ့တော့ August လ10ရက်နေ့နဲ့9ရက်9ရက်နဲ့10ရက်နေ့မှာရတယ်နော် Montgomery မြို့ရဲ့အလားဒီလူမဲကောင်းဆောင်115ယောက်ကိုသူခေါ်လိုက်တယ်ပြီးတော့ they started a new organization ဆိုတာအဖွဲ့အစည်းသေးခုကိုသူတို့တွေကစတင်ခဲ့တယ်အဲ့ဒီအဖွဲ့အစည်းကဘာလဲဆိုတော့ SCLC တဲ့နော်အဲ့တော့ SCLC ကဘာလဲဆိုလို့ရှင်ဆိုတော့ဒါအဖွဲ့အစည်းပေါ့နော်အဖွဲ့အစည်းတစ်ခုတဲ့တောင်ပိုင်းမှာရှိတဲ့ African American လူမျိုးတွေကိုမဲပေးခွင့်ရဖို့အတွက်ဖွဲ့ထားတဲ့အဖွဲ့အစည်းက3ခုရှိလာပြီနော်အကြောင်းသားအဖွဲ့အစည်း MIA အဖွဲ့အစည်းနောက်တစ်ခုပါတော့ SCLC နော် SCLC ကဒါမဲပေးခွင့်အတွက်ကိုတိုက်ပွဲဝင်တဲ့အဖွဲ့အစည်းနော်အဲ့ again the king was voted for president ဟာဒီမှာလဲသူရဲ့မဲနိုင်မြန်ပြီနော်ဒါကြည့်တာနော်ပြီးပြန်ပြီနော် was voted ဆို passive voice နဲ့သုံးတာပဲ king ကမဲပေးခြင်းခံဆို king ကိုမဲပေးတယ် for president ဆိုတော့ဥက္ကဋ္ဌနေရာဒီမှာတော့သမ္မတလို့မပြောနိုင်ဘူးကွာအဲ့တော့ဒီ SCLC ဖွဲ့စည်းမှာလဲသူကသမ္မတဥက္ကဋ္ဌပဲ he worked very closely with the 3 people from north ဆိုတော့ဒီမြောက်ပိုင်းမှာရှိတဲ့လူ3ယောက်နဲ့ဘာလို့တော့နီနီကက်ကက်သူကအလုပ်လုပ်ရတယ်အဲ့လူတွေဘာလို့ဆို Baron Hastings Baron Hastings ပြီးတော့ Staley Levison ရဲ့ Eller Breaker အဲ့3ယောက်နဲ့အလုပ်တူလုပ်ရတယ် he needed their help သူကအဲ့ဒီလူ3ယောက်ရဲ့ there ဆိုအဲ့လူ3ယောက်ကိုပြောတာเนาะအဲ့လူ3ယောက် E ဒီမှာတော့ have ကဆိုတော့ noun နေနေရတာเนาะအကူအညီတွေလိုတယ်တဲ့ because he was making speeches all over the country နိုင်ငံနဲ့ကိုသူကဘာလုပ်နေတော့မိကုန်းတွေပြောနေရတယ် when he travels သူခီးသွားစဉ်မှာ not they organize activity သူတွေဘာလို့တော့
လှုပ်ဆောင်ချက်တွေကိုသူတို့တော့စူဆောင်းပေးတာတဲ့เนาะသူဘာလုပ်မယ်ဘာပြောမယ်အဲ့ဒါတွေအကုန်လုံးကိုအဲ့ဒီလူ၃ယောက်ကလုပ်ပေးပါတယ်တဲ့ In February 1957 or February 1959မှာ King's photo was on the cover of Time magazine. Now Time magazine ရဲ့ဟလာဒီမျက်နှာဖုံးမှာ King ရဲ့ပုံပေါ်လာတယ်เนาะအဲ့ပုံမှာဘယ်လိုနာမည်ပေးထားလဲဆိုတော့ The Man of the Years ဒီနေ့တနေ့ရပါတော့ထူးချွန်တဲ့လူသိများတဲ့လူပေါ့เนาะအဲ့မှာကျောင်းနေမှာဆို The Student of the Year ဆိုပါပြီးတော့ဒီကျောင်းရဲ့အထူးကျွန်းဆုံးကျောင်းသားဆိုအဲ့လိုတယောက်ကိုရွေးပြီးတယ်เนาะဆရာတို့ငယ်တော့အဲ့လိုမျိုးတွေပါတိတ်တော့မတွေ့ဘူးပါဘူးเนาะ The Student of the Years เนาะအဲ့မှာဟိုအိန္ဒိယကားတကားတောင်ရှိသေးတယ် The Student of the Years ပဲเนาะအဲ့မှာဆိုပါတော့အကပိုင်းကိုဦးစားပေးပြီးတော့ပြိုင်တာနဲ့တူပါတယ်ကဲထားလိုက်ပါတော့เนาะအဲ့မှာပဲဆရာတို့ထားလိုက်ဆက်ကြည့်အောင်အဲ့ King was becoming more popular အဲ့ King ကပို့ပြီးတော့ဖြစ်သွားတော့တင်မောကြော်ကြားတဲ့သူတယောက်ဖြစ်လာနေခဲ့တယ်เนาะ This was excellent for the campaign excellent ဆိုတာကအထူးကောင်းမွန်တာပဲဒါပို့ပြီးကောင်းသွားတာပေါ့ကွာသူရဲ့ဒီတိုက်ပွဲဝင်မှုတွေအတွက်ပိုကောင်းလာခဲ့ပါတယ်တဲ့ This famous photo of King အဲ့ရ subject ပဲเนาะဒီကြော်ကြားတဲ့ King ရဲ့ဓာတ်ပုံတစ်ပုံ was seen ဆိုတော့မြင်ခဲ့ရတယ်เนาะအဲ့တော့ပုံမြင်ခဲ့တယ်ပေါ့ကွာ passive voice ပဲเนาะသူလည်း passive voice person နဲ့ပဲ For the first time in the national newspaper on September 4th 1958ဆိုတော့1958ခုနှစ်စက်တင်ဘာလ4ရက်နေ့ကသတင်းစာမှာပေါ့เนาะသူတို့ရဲ့ဒီပြည်တွင်းသတင်းပေါ့ national သတင်းမှာကင်းရဲ့ပုံကိုเนาะတွေ့ခဲ့ရပထမဆုံးချိန်တွေ့ခဲ့ရပါတယ် It's surprise အဲ့မှာ surprise ကဆိုတော့ဇေဒီနဲ့ပါသားဗျာထိုရာကအံ့အားစေသည်တဲ့เนาะအံ့ဩစေသည်တဲ့ The reader of earlier time story တဲ့တွေ့လားဒီမနက်ခင်းပိုင်းဟလာဒီသတင်းစာဖတ်တဲ့သူတွေကိုသွားပြီးတော့အံ့အားသင့်စေအဲ့မှာ early လို့သုံးတာအဲ့သတင်းစာနှစ်ချိန်တွက်လို့မနက်ပိုင်းညနေပိုင်းเนาะသူတို့ဒီမှာသတင်းစာလုပ်ငန်းတွေအောင်မြင်တာမှမနက်တစ်ချိန်ညနေတစ်ချိန်နောက်ပြီးတော့ weekend မှာထွက်တဲ့သတင်းစာဆိုတာရှိသေးတယ်เนาะတို့ရှိမှာတော့သတင်းစာပေါ့เนาะဟိုးရင်တော့သတင်းစာကြီးကအကြီးကြီးเนาะကြတာအခုဆိုရင်အရင်တော့အိမ်တိုင်းဒီပါလောက်ကိုသတင်းစာတွေဖတ်ကြတယ်အခုပဲเนาะထားလိုက်ပါတော့ဆက်ကြည့်အောင်အဲ့စက်တင်ဘာလ3ရက်နေ့မှာ King trying to go into the count room သူကတရားရုံးကိုသွားတယ်to speak to Evanity နဲ့အဲ့ဒီမှာစကားသွားပြောဖို့သွားတာအဲ့အချိန်မှာ I get angrily told King ကိုပဲတော့အဆောင်တယောက်ကစိတ်ဆိုးမှန်ဆိုနေပြီ boy if you don't get away from here ဟေးကောင်လေးမင်းဒီကနေပဲတော့ဝေးမသွားဘူးဆိုလို့ချင်းအဲ့မှာ if နဲ့သုံးတာ if clause ဒါမှမဟုတ် negative နဲ့သုံးတာလေเนาะအဲ့ဒါဆိုတော့ unless နဲ့ရေးလို့ရတယ်ပဲ unless love you get away from here အဲ့လိုရေးလို့ရတယ် you will need a lawyer မင်းပါပြီတော့ရှင်းနေတော့လိုလိမ့်မယ်ပြောနေတော့မင်းပါပြီတော့မင်းတရားမှုရင်ဆိုင်မယ်မင်းထွက်သွားစမ်းဒါမျိုးပြောတာပေါ့သူကကောင်းလေးလို့ထင်တာအမှန်တကယ်သူ့ကိုမာတင်လူသာခင်းမသိဘူးလေဘာဖြစ်လို့တော့သူကအသက်25နှစ်ကျော်နေဘာပွဲရပြီးသားတော့ဒေါက်တာပွဲရပြီเนาะမင်းတို့နဲ့ငါတို့နဲ့နည်းနည်းပဲကွာတယ်เนาะမ28နှစ်မှာသူကเนาะသူ့တိုင်းပြည်နဲ့လူမျိုးတို့သူအများကြီးလှုပ်တွေလှုပ်ပြီးသွားလို့သူ့အိမ်တော့ဘုံခွဲခံရပြီးပြီเนาะငါတို့အိမ်ကိုလာပြီးတော့ဥစားဖြစ်တဲ့သူရံပြူးတဲ့သူတော့မရှိဘူးဘာလို့တော့ငါတို့ကကောင်းနေတာဟုတ်เนาะသူကတော့မကောင်းနေလို့လားမသိဘူးကဲထားလိုက်ပါတော့အဲ့တော့ two policemen pulls his and behind his back ဆိုသူ့ရဲ့နောက်ကျောအဲ့မှာလက်လိန်လာတော့ကွာเนาะပုံမှန်လဲပါတယ်เนาะ took him to jail သူ့ကိုထောင်ထဲခေါ်သွားတယ် a newspaper photographer took a photo ဘယ်ရမလဲเนาะသတင်းစာသမားဘာလုပ်နေတော့ဒါကိုစောင့်နေတာမတခါတည်းဘာလုပ်လိုက်တော့ဘယ်တော့လဲဆိုတော့အဲ့မှာသူ့ကိုပဲတော့ The police soon discovered that the blood man was King နောက်ဆုံးတော့ new နဲ့ပါသားပြန်เนาะတိသွားပါတယ်တဲ့အဲ့ဒီလူကပြီးတော့ King ဆိုတာကိုတိသွားတယ်ကဲမဟုတ်ဘူးဘာတော့ they politely sent him home ရင်ကြီးကြီးလေးအိမ်ကိုပြန်လွတ်တာရင်ကြီးကြီးเนาะ politely ဆိုတာ ever ပဲလေရင်ကြီးဆိုတာเนาะ but it was too late နောက်ကျသွားပြီဆရာဘယ်သူကဓာတ်ပုံရိုက်သွားပြီတော့အဲ့မှာဒီကောင် reporter ဓာတ်ပုံရိုက်သွားပြီတော့ newspaper printed the photo of police violence against King တို့လား King ကိုစန့်ကျင်ပြီးတော့မှရဲတွေရဲ့အကြမ်းဖက်မှုဓာတ်ပုံရိုက်ပြီးတော့ဘာလို့လုပ်လိုက်တော့သတင်းစာတော့ထုတ်ပြီးသွားပြီ Many Americans were very surprised and angry အဲ့တော့များစွာသော American လူမျိုးတွေကပြီးတော့အံ့ဩပြီးတော့ဒေါသလည်းတွေ့တယ်အံ့လည်းအံ့ဩတယ်အဲ့တော့ King was told to pay $10 or go to jail $10 ပေါ့အဲ့$10ပေးမလားထောင်ကြမလားအဲ့တော့ King ကသူ့အတူလားဒီလူမဲတွေအတွက်သူတိုက်ပွဲဝင်တယ်သူက
ချမ်းသာတယ်နော်မစင်ရဲဘူးသူ့ဖေစီဝါရေးသမားသူကိုယ်တိုင်တရားဟောဆရာဆိုတော့$10လောက်ကတော့ဘာမှမဖြစ်ဘူးပေးလို့ရတာလေဒါပေမဲ့သူဘာရွေးလိုက်တော့ he chose a 14 day in jail ထောင်ထဲမှာဘယ်နှစ်ပတ်နေလိုက်တော့နှစ်ပတ်နေလိုက်ဟုတ်တယ်14ရက်ဆိုနှစ်ပတ်ပေါ့နော်အဲ့တော့ I make this decision because of my love for America American ကို America ကို America ဆိုရင်ဆိုတော့ရာဟလာဟမ် American မှာလူမျိုး America ကနိုင်ငံနော် American နိုင်ငံကိုချစ်လို့သူထောင်ထဲမှာနှစ်ပတ်နေလိုက်14ရက်နေလိုက်တယ်အဲ့တော့ he said the in count တော့သူတရားရုံးမှာသူပြောတယ်တဲ့the chief for the police paid the $10အဲ့တော့ဒီရဲမင်းကြီးကဘာလို့တော့သူ့စား$10ပေးလိုက်တယ်အဲ့ဒီချိန်မှာသူထောင်ထဲကိုသူတို့ရဲ့တခါကျလို့ချင်းသူကဖြစ်တတ်တယ်ဗါလဲနာမည်ကြော်ကြားတဲ့သူတယောက်ကိုထောင်ထဲမှာထည့်လိုက်လို့ချင်းအတန်တိတ်သွားမယ်လို့ထင်တာဒါပေမဲ့ပို့ပြီးတော့ကျဲတယ်နော်အဲ့ဒါကိုသိတော့ဘာလို့တော့ရဲမင်းကြီးကလွတ်ပေးတယ်အဲ့ချိန်မှာ King ကလည်းသိသွားတယ် he now understand နော် King arrests were good for his campaign တွေ့လားသူ့ရဲ့တိုက်ပွဲဝင်မှုအတွက်ကိုဖမ်းခံရတာပါဖြစ်တော့ကောင်းတယ်ဆိုတာသူသိသွားတယ်ကဲ about 3 weeks later အဲ့တော့ရက်သက်ပတ်3ပတ်ကြာပြီးတော့ September 20 September 20ပေါ့နော် September 20ရက်နေ့မှာ King was signed in copy of his first book game a Bursting store အဲ့တော့ Bursting ဒီ store ဆိုင်ထဲမှာသူ့ရဲ့ပထမဦးဆုံးသောစာအုပ်ကိုသူကလက်မှတ်ရေးထိုးနေခဲ့တယ်နော် in the Harlem New York ပြည်နယ်မှာပေါ့a black woman working အဲ့မှာလူမဲမျိုးသမီးတယောက်ကဝင်လာတယ်ပြီးတော့မလုပ်လိုက်တော့ nearly killed him with a knife ဆိုဒါနဲ့တေလူနေပါတက်လူနေပါဖြစ်သွားတာဒါနဲ့ထိုးလိုက်တာပဲဒါပေမဲ့ချက်ကောင်းမထီလို့နေမှာပေါ့နော် after the attack တော့ဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာတော့ King was weak for some months ဆိုလာပေါင်းများသွားအာရင်ချင်းနေသွားအဲ့တော့သွေးတွေအများကြီးထွက်သွားတော့နော်ဒါ but he forgave the women တို့လားအဲ့ဒီမျိုးသမီးကိုခွင့်လွှတ်တယ်ဗျာနော်တို့ဆရာမကြီးကခွင့်မလွှတ်ဘူးလို့ပြောတာနော်ငါတို့ကလည်းတဝင်းခွဲဆိုတော့ခွင့်မလွှတ်တွေ့မလားနော် and did not take her to count သူတရားရုံးခေါ်မသွားဘူးလို့ပြောချင်တဲ့တော့တရားမဆွဲဘူးနော်အဲ့ဒီချိန်မှာ he received card အဲ့မှာလက်ဆောင်ကတ်တွေအများကြီးရတယ်ပြီးတော့ message from people around the world ကမ္ဘာနဲ့မှာရှိတဲ့လူတွေကနေသူ့ဘာလို့တော့ဒီ message လေးတွေလမ်းပြီးတော့ပို့ကြတယ်တဲ့နော် November 29တဲ့နော်1959ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာ King decided I'm a verb က decided ပဲเนาะ to leave Detra Avenue Village ဆိုအဲ့တော့ဒီ Detra Avenue Village ကနေထွက်ခွာသွားဖို့တော့သူကဘာလုပ်လိုက်တော့ဆုံးဖြတ်လိုက်သူနေရာရွှေ့တာပြောတာပေါ့ he need more time for civil work တဲ့တူလားအဲ့တော့နိုင်ငံသားခွင့်ရေးလှုပ်ဆောင်ချက်တွေအတွက်ဒီမှာတော့ work ကဆောင်ရွက်မှုကိုပြောတာပဲเนาะအလုပ်ပေါ့เนาะလှုပ်ဆောင်ချက်အတွက်သူကအချိန်အများကြီးလိုအပ်တယ်he decided to work with his father အဲ့တော့သူတယောက်တည်းလှုပ်လို့ချင်ပါပြီတော့သိပြီးတော့ဟိုမတွင်ကြဘူးပေါ့အဲ့တော့သူ့ဖေနဲ့အတူတူလှုပ်ဖို့အတွက်သူကเนาะအဲ့တော့ Ebenezer Chuck တောင်ပေါ့ Atlanta မှာသူကသွားပြီးတော့လှုပ်ပြန်လှုပ်ဖို့အတွက်သူ့ဖေနဲ့အတူလှုပ်ဖို့ဆုံးဖြတ်ခဲ့တယ် before he left သူထွက်မခွာခင်မှာအဲ့တော့ before he left ကဆိုတော့ ever close or time ဖြစ်တယ်เนาะ on February 1 February 10ရက်နေ့1960ခုနှစ်မှာMontgomery black leader had a special goodbye party for King ဆိုတာဒါအထူးပေါ့နှုတ်ဆက်ပွဲเนาะသူတွေကျင်းပကြတယ် on the same day in the North Carolina ဟုတ်ပြီเนาะအဲ့ဒီနေ့တနေ့တည်းမှာပဲเนาะ Carolina ပြည်နယ်မှာ a group of black students ဆိုတာကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာ begin စတင်ခဲ့ their own new peaceful project ဆိုသူတို့ကိုယ်တိုင်လုပ်တယ်ပါတော့ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတစ်ခုကိုလုပ်ခဲ့တယ်เนาะ the result surprise everyone အဲ့ဒီရလဒ်ကတော့တဦးစီတိုင်းတယောက်စီတိုင်းကိုဘာလို့တော့အံ့ဩသွားစေခဲ့တယ်။ Now students of protest on February 1 February 10ရက်နေ့1960ခုနှစ်မှာပေါ့နော် Four black college students from Greensboro, North Carolina အဲ့မှာ Carolina လို့တမ်းတော့ဘူးနော် Carolina အဲ့တော့ Carolina ပြည်နယ်ဟလာမြောက်ဖက်ပေါ့နော်ဒီ Greensboro ဆိုတဲ့မြို့လေးမှာကျောင်းသား၄ယောက်ကနော် sat down at the lunch bar အဲ့မှာသူတို့က restaurant လို့မသုံးသေးဘူးအဲ့တော့ဘယ်လိုပဲသုံးသေးတော့lunch bar လို့ပဲတောင်းနေတယ်เนาะအဲ့ဒီစားသောက်ဆိုင်တွေမှာเนาะ we were stall မှာရှိတဲ့အဲ့စားသောက်ဆိုင်မှာသူတို့ထိုင်နေ they ordered their food politely သူတို့ရဲ့စားသောက်တွေပဲပြီးတော့ရင်ရင်ကြည်ကြည်လေးပဲမှာတယ်တဲ့เนาะဒါပေမဲ့အဲ့ဒီစားသောက်ဆိုင်တွေကဘာတွေတွေ့တော့လူမျိုးတွေတော့เนาะတော့ they were told to leave သူတို့ထွက်ခွာသွားဖို့အတွက်ကိုပြောကြတော့ passive voice နဲ့တုံးတာအမှန်နဲ့သူတို့မောင်းထုတ်တယ်ပေါ့เนาะa lunch bar were for white only လူမျိုးတွေအတွက်ပဲဖြစ်တယ် they refused to go အဲ့ကျောင်းသား၄ယောက်ကလည်းပဲတော့
သူတို့သွားဖို့အတွက်ကိုပြီးတော့ညင်းဆိုခဲ့တယ်မသွားဘူးပေါ့နော် Their very protester was started of a many student demonstration at Landsberg across the south across the south ဆရာတို့ဒီမှာတော့ across ကိုအနှံ့လို့ပါလာပြန်တယ်နော်အဲ့တော့ American တောင်ပိုင်းနဲ့ပေါ့နော်သူတို့ရဲ့ဆန္ဒထုတ်ပေါ်မှုတွေကနော်စတင်ခဲ့ကြပါရဲဝန်းဝင်ပဲစတင်ခဲ့ကြတယ်ဆန္ဒထုတ်ပေါ်မှုတွေကိုစတင်ခဲ့တယ်အဲ့တော့ February 13 ရက်နေ့ Nashville မှာ Tennessee ပြည်နယ်မှာကျောင်းသားအယောက်900ကနော်လမ်းလျှောက်လာပြီးတော့စားသောက်ဆိုင်တွေမှာဝင်ပြီးတော့လို့နော်ထိုင်ခဲ့ကြတယ်